다가로 터넷더미리의 앵맞에 아빠이 넷바 넷더미의 라사운의 류와차 니의 니의 멜롱디 캐탄의 아찌리 터넷더미리의 렉가워고 판소타의 에리 루다의 라하 뿔라우니들로베 납지의 에미아의 레루 테마 디로 뿌피의 칸사체 묘고 터넷더미리 뜨카마마 정부게고 터넷더미 렉고 르산마 신고 꾸님로နေတဲ့သူကိုဒီလိုဆက်ဆံတာမရင်ကြီးရကြလို့နေမဟုတ်လားပြီးတော့ကျမကရှင့်ကိုတတ်ဖို့နေနေတာဒါလူသားတယောက်ကိုအနီးကမြင်ဘူးတာတော့ဒါပထမဆုံးပဲနှစ်သမီးလေးရဲ့အတန်မှာအာနာပါသွားလာကြောင်လားမသိဘူးအဲ့ဒီလူသားဟာတွန့်ကနေထိသွားပြီးလက်ကိုဖြည်းဖြည်းချင်းလွှတ်လိုက်တယ်သူ့မျက်လုံးထဲကနေရဲနေတဲ့အယောင်တွေကလည်းမှေးမိန်သွားပြီးမောဟိုင်နေတဲ့ပုံစံပြန်ဖြစ်သွားတာပေါ့လူသားတောင်းမှန်ပါတယ်ငါနောက်ကိုသူတို့လိုက်လာနေတဲ့ထင်လို့ပါမင်းကတကယ်ပဲနဲ့သမီးပေါ့လေအိမ်မမဟုတ်ဘူးပေါ့ထော်မသမီးအိမ်မဟုတ်မဟုတ်သိချင်ရင်နော်ကြည့်နေလိုက်လေထော်နဲ့သမီးလေးဟာမတ်တက်ရက်လိုက်ပြီးသူ့ရဲ့လက်ချောင်းလေးတွေကိုလေထဲမှာဝှေ့ရမ်းလိုက်တယ်အဲ့ဒီအချိန်မှာပဲနန်းတော်ပတ်ဝန်းကျင်ကတင်တိုက်တွေဟာပန်းပွင့်ဖက်လေးတွေလိုကျွေးကြလာပြီးလဲလျောင်းနေတဲ့လူသားရဲ့ဒဏ်ရာတွေပေါ်ကိုသွားကတ်သွားတယ်ငယ်လေးနေနော်ဒါကနတ်ပြည်ရဲ့အသက်စီဝနင်းဆက်တွေပဲလူသားတွေရဲ့ဆေးတွေထက်အစပေါင်းများစွာတာတယ်ဆိုတာရှင်သိသွားမှာပါလူသားရဲ့မျက်လုံးတွေပြိုးသွားတယ်သူ့ရဲ့သွေးထွက်တန်ယိုဖြစ်နေတဲ့ဒဏ်ရာတွေဟာစိတ်ကန့်ပိုင်အတွင်းမှာပဲအမာရုပ်တောင်မကြံပဲပျောက်ကွယ်သွားတာလေဒါတင်မကသေးဘူးထော်နတ်သမီးလေးကလက်တစ်ချက်တောက်ခောက်လိုက်တာနဲ့ချုပ်ကက်နေတဲ့ပန်းချန်ထဲမှာစားကျင်စပွဲနတ်တုဒအသေးအနံတွေနဲ့စပွဲတစ်ခုရုတ်တရက်ပေါ်ပြန်တယ်လူသားဒါဘလို့လုတ်ထစ်နိုင်မှာလဲမင်းကနတ်သမီးအစင်ထက်ပုံနေတယ်လို့ပဲဒီလောက်တကူးကြီးတာကိုဘာလို့ဒီမှာတယောက်ထင်းနေရလဲထော်နတ်သမီးကမျက်လုံးလေးဝေ့လိုက်ရင်းနဲ့တကူးကြီးတာကအရေးမကြီးပါဘူးအရေးကြီးတာကဒီတကိုးတွေနဲ့မရနိုင်တဲ့အရာကိုကျမလိုချင်နေတာရှင်မအချစ်ရှိလားရှင်လူသားတွေပြောနေတဲ့တန်ရောစင်ဆိုတာဘယ်လိုမျိုးလဲကျမကိုပြောပြရင်ရှင်ကိုလူကြည့်ပြန်ပို့ပေးမယ်လေထော်နတ်သမီးလေးဟာလူသားအချမ်းကိုတီးချင်းစိန်နဲ့အဖစ်ကင်းစိမေးလိုက်ပေမဲ့အဲ့ဒီလူသားရဲ့မျက်နှာကရုတ်တရက်ညှို့နွမ်းသွားတယ်။သူကမက်တက်ရက်လိုက်ပြီးတော့ထော်နတ်သမီးလေးကိုစိုက်ကြည့်လိုက်တယ်။နတ်သမီးလေးမင်းသိချင်နေတဲ့အချစ်ဆိုတာကတခါလီကြရင်နတ်ပြည်ထက်တာပေမဲ့တခါလီကြရင်ငရဲတဲ့ပိုပူလောင်တတ်တယ်။ပြီးတော့ငါ့ကိုလူပြည်ပြန်ပို့မယ်လို့မပြောပါဘူးနဲ့။ငါပြန်သွားရင်အဲ့ဒီကဘာကြီးကပျက်စီးသွားလိမ့်မယ်။ထော်နတ်သမီးဘာဖြစ်လို့လဲ။ရှင်မဘယ်လိုလျှို့ဝှက်ချက်ရှိနေရလဲ။ကောင်းကင်ရန်ကကြီးခေါင်းလောင်ကြီး၃ချက်အကျယ်လိုက်မြည်လာတယ်။ဒါကအဖိုးနဲ့မင်းကြီးလာနေတဲ့ဆိုရဲအချက်ပြသမ်းပဲ။ထော်နတ်သမီးကထိတ်လန့်သွားတဲ့အတန်းနဲ့ဒုက္ခပါပဲအဖိုးလာနေပြီရှင်ဒီမှာရှိနေတာကိုသိလို့မထက်ဖို့အဖိုးတည်ရင်ရှင်ကိုချက်စီးပစ်လိမ့်မယ်မြင်ဟိုတိမ်တိုင်းနောက်မှာသွားပုံနေလိုက်ထော်နတ်သမီးလေးဟာလူသားကိုကွယ်ဝှိုက်ဖို့ကြိုးစားပြီးမြဲအချိန်နှောင်းသွားပါပြီနန်းတော်ရဲ့တကားမကြီးတစ်ခုဝုန်းကနေပွင့်သွားပြီးအဖိုးနတ်မင်းကြီးရဲ့ဒေါသကြီးအော်ထန်ကဟိန်ထွက်လာတယ်ထော်နတ်သမီးမင်းဘလို့တက်တည်နဲ့စာတန်းရဲ့တားတော်ကိုနတ်ပြည်တဲ့ခေါ်ထားတာလဲထော်နတ်သမီးလေးကေတင်လိုက်တဲ့လူသားဟာတာမန်လူသားမဟုတ်ဘဲစာတန်းနဲ့အသားတော်ချစ်နေတာလား
အဖိုးနဲ့မင်းကြီးရဲ့အမျက်ဒေါသကနေသူတို့နှစ်ယောက်ဘလို့လွတ်မြောက်မှာလဲထော့နတ်သမီးလေးရဲ့ကံကြမ္မာကတော့ဘလို့ဆက်ဖြစ်မှာလဲအပိုင်း 3 မှာရင်ခွန့်စရာကောင်းအောင်ဆက်လက်ဆောင်မျှော်ပေးကြပါဦးရှင်